လီဘာနဲ့အာဆင်နယ်ရဲ့ဂဲတလုံးနဲ့ငှက်လက်ကောင်ဖြစ်ချင်းအာဆင်နယ်အသင်းကအသင်းနောက်ခံကစားသမားဆာလီဘာကိုနှစ်ရှည်စာချုပ်တွေချုပ်ဆိုဖို့တဘောတူညီမှုရခဲ့ပြီးနောက်ဂဲတလုံးနဲ့ငှက်လက်ကောင်ဖြစ်တဲ့အလုပ်ကိုလှုပ်ဆောင်နိုင်ခဲ့ပါတယ်။အာဆင်နယ်အသင်းက2029ခုနှစ်မှာအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမဲ့ပြည်သစ်နောက်ခံကစားသမားဆာလီဘာကိုရီယယ်မက်ဒရစ်အသင်းခေါ်ယူဖို့စူပါနေကြတဲ့ဇာကပဲစာချုပ်တွေချုပ်ဆိုဖို့တဘောတူညီမှုရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။စပိန်ဘလူးကြီးရီယယ်မက်ဒရစ်အသင်းဟာဆာလီဘာကိုပြီးခဲ့တဲ့နေရာဒီကနံပါတ်1ပြမဖြစ်တဲ့ဘောချကခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမဲ့အာဆင်နယ်အသင်းကကစားသမားကိုရောင်းချမှုဆန္ဒမရှိလို့အဆင်မပြေခဲ့ပါဘူး။ဒါပေမဲ့ရီယယ်မက်ဒရစ်အနေနဲ့ဆာလီဘာကိုခေါ်ယူမဲ့အရေးကိုလက်လျှော့ခြင်းမရှိပဲ2026နေရာဒီဒါမှမဟုတ်2029နေရာဒီမှာခေါ်ယူဖို့ပြတ်မှတ်ချနေတာပါ။အခုတော့အာဆင်နယ်အသင်းအနေနဲ့ဆာလီဘာနဲ့သဘောတူညီမှုရယူနိုင်ခဲ့တာကြောင့်ရီယယ်မက်ဒရစ်နဲ့ဆာလီဘာခေါ်ယူရေးအိမ်မက်တွေဟာပြတ်ပြတ်သွားခဲ့ရပါပြီ။အာဆင်နယ်အသင်းအနေနဲ့ဆာလီဘာကိုနှစ်ရှည်စာချုပ်ချုပ်ဆိုဖို့သဘောတူညီမှုရယူနိုင်ခဲ့တာဟာဂဲတလုံးနဲ့ငှက်လက်ကောင်ပြစ်လိုက်နေတဲ့သဘောလည်းဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ရီယယ်မက်ဒရစ်အသင်းကဆာလီဘာကိုမခေါ်ယူနိုင်ဘူးဆိုရင်လာမယ့်နေရာဒီမှာအာဆင်နယ်အသင်းရဲ့ပရီးမီးယားလိလူဘက်လီဗာပူးနောက်ခံကစားသမားကွန်နာတေးကိုဦးစားပေးပြမအဖြစ်ခေါ်ယူဖို့ကြိုးပမ်းလာမှာဖြစ်လို့ပါဆာလီဘာရဲ့ပြည်သစ်လက်ရေးစစ်အသင်းပေါ်ကွန်နာတေးဟာလီဗာပူးအသင်းနဲ့အခုရာသီကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်လီဗာပူးအသင်းအနေနဲ့ကွန်နာတေးကိုစာချုပ်တွေချုပ်ဆိုဖို့ကြိုးပမ်းနေပေမဲ့လက်ရှိအချိန်ထိသဘောတူညီမှုမရသေးဘဲနဲ့2026နွေရာသီမှာအာနိုးလိုပဲရီယယ်မက်ဒရစ်အသင်းစီကိုပြောင်းရွှေ့ခြင်းလို့နဲ့ပြောင်းရွှေ့ဝယ်ရှိတဲ့သတင်းထွက်နေပါတယ်အဲ့လိုအချိန်တွေမှာဆာလီဘာကိုလက်လွတ်လိုက်ရတဲ့ရီယယ်မက်ဒရစ်အသင်းအနေနဲ့ကွန်နာတေးကိုခေါ်ယူဖို့အပြင်းအထန်ကြိုးပမ်းလာမှာဖြစ်လို့အာဆင်နယ်အသင်းကဆာလီဘာကိုနှစ်ရှည်စာချုပ်တွေချုပ်ဆိုဖို့တဘောတူညီမှုရယူပြီးတော့ဂဲတလုံးနဲ့ငှက်လက်ကောင်ပြစ်ခဲ့လို့ဆိုရခြင်းပဲဖြစ်ပါတယ်